လုံးဝထွက်ပဲကိုယ်ပိုင်လုပ်ငန်းစလုပ်ချင်နေတဲ့သူတွေအတွက် idea ကောင်း3ခုကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမယ်။နောက်ဆုံးတစ်ခုကကျွန်တော်အကြိုက်ဆုံးနဲ့ကျွန်တော်သဘောကျဆုံးဟာမလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုပါတယ်။ပထမဆုံးတစ်ခုကဘာလဲဆိုတော့ freelance business freelance ဆိုတဲ့အတိုင်းပဲကိုတက်ကျွမ်းတဲ့အတတ်ပညာနဲ့ပတ်စံရှာတာ။ကိုကတစ်ဖက်မှာသူများဝန်ထမ်းလုပ်နေတဲ့အချိန်ကိုတက်ကျွမ်းတဲ့အတတ်ပညာနဲ့ clients တွေရှာမယ် projects တွေရှာမယ်။အဲ့ဒါနေကျွန်တော်ကိုကဝင်ငွေကိုတိစောက်မယ်ကိုရဲ့ business empire ကိုတိစောက်မယ်။အစပိုင်းမှာဒါကတယောက်တည်းလုပ်ရတယ်ဆိုပေမဲ့နောက်ပိုင်းမှာကိုက team ဖွဲ့လို့ရတယ် outsource တွေပေးလို့ရတယ်။ video editor web developer mobile app developer စတာတွေကဒါ freelance business မှာအကောင်းဆုံးနမူနာတွေပဲဒုတိယ business idea ကကြတော့ agent business သူက freelancer လိုမျိုးကိုယ်တိုင်လုပ်เสียမလို့လုပ်တတ်တဲ့သူနဲ့လိုအပ်နေတဲ့သူကိုချိတ်ဆက်ပေးအောင်မယ်ဥပမာကုန်ပစ္စည်းတွေတည်ပို့ဖို့လိုနေတဲ့သူကိုကုန်ပစ္စည်းတွေတည်ပေးတဲ့သူနဲ့ချိတ်ဆက်ပေးတဲ့ logistic agent လိုမျိုးinsurance လိုချင်တဲ့သူကို insurance company နဲ့ချိတ်ဆက်ပေးတဲ့ insurance agent လိုမျိုးလိုတိုရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ပွဲစားပေါ့ပွဲစားဆိုပေမဲ့လည်းကိုရောင်းတဲ့ product ကတန်ဖိုးမြင့်ရင်ကိုပြင်ရတဲ့ commission ကများတာပဲနောက်ဆုံးတစ်ခုကျွန်တော်အကြိုက်ဆုံးကကြတော့ creator business အခုကျွန်တော်တို့ social media platform တွေအများကြီးရှိတယ်အဲ့တော့အဲ့ပေါ်မှာကိုစိတ်ဝင်စားတဲ့ဟာကိုတင်ကိုဘာလုပ်ချင်လဲကိုက game ကိုစိတ်ဝင်စားတာလားကိုကဘောလုံးကိုစိတ်ဝင်စားတာလားကိုက dancing လားကိုက music လားကိုကဒါမှမဟုတ်လို့ရှိရင် actor ဘိုင်းကိုစိတ်ဝင်စားတာလားကိုစိတ်ဝင်စားတဲ့ဟာနဲ့ပတ်သက်တဲ့ content တစ်ခုကိုဖန်တီးပြီးတော့ဒီ social media တွေမှာတင်ကိုမှာ followers တွေ viewers တွေများလာတယ်မြတ်ကိုရဲ့ဝင်ငွေကတောင့်တင်းလာမှာပဲဆိုတော့ဒီ idea 3ခုနဲ့ပတ်သက်ပြီးဗာမေးချင်တယ်လဲ comment မှာမေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်